ဥတော်ကြက်မရောင်ဘူးလားရောင်ဘူးတာပေါ့ကွာနော်ငါလွန်ခဲ့တဲ့3နှစ်4နှစ်လောက်ကကြက်အမနှစ်ကောင်နဲ့အဖတစ်ကောင်နဲ့ပြီးအောင်နော်ဖြစ်လာလို့ရှိရင်လေဒါဥတော်ကြက်ပဲပေါ့မရခင်တော့အဲ့ရနဲ့ပြီးအောင်ကြက်ထွက်လာ6ကောင်9ကောင်တော့ထွက်ဝိုင်းအသေးစမ်းတယ်စမ်းပြီးတော့နောက်ပိုင်းကျတော့ဝိုင်းကြီးကိုတက်စမ်းဝိုင်းကြီးလည်းတက်စမ်းအောင်လက်ရင်လေး2သိန်း3သိန်းလောက်ကြီးဝယ်ပါကြည့်မရပါဘူးကွာအဲ့နဲ့ကဲအဲ့ဆိုလည်းနေပါသေးတော့လက်ပြားလေးတောင်းကြည့်ဦးမယ်သူဥပတ်တဲ့ဝိုင်းသွားလောင်ပြီးဒီဘက်ဝိုင်းမှာ9သိန်း5တောင်းပေါက်တက်လီတော့သွားတောင်းမရခဲ့အဲ့တော့မင်းတို့ကောဘူတော်ကြက်မျိုးဘာကြက်မျိုးတော့ဘာကြက်မျိုးမှတော့မဟုတ်ဘူးကွာအခုတော့သူလည်းမျိုးတွေပြုတ်ကုန်အဲ့တော့ဘူတော်နဲ့ကြက်မလေးတွေဝင်မယ်ရောင်းမလားတဲ့သူများပေးလို့ပေးမရောင်းတော့နော်အဲ့တော့ဟိုနီနာတီဥတော်နဲ့နီးစက်တဲ့နေရာပတ်ဝန်းကျင်မှန်တယ်များဘာမျိုးလုံးတော့မမိန်နဲ့ဟာလားနော်ကြက်နဲ့ပတ်သက်လို့အမွေးတော်မရသေးဘူးနော်ဟာလားတကယ်တမ်းကျတော့မရခင်တာတမျိုးရလေရပြီးတော့ဘာမှသူဘာမှညှို့လင်းလို့မရတော့ဟောကျက်နဲ့ပတ်သက်လို့ကတော့ဘာမျိုးလုံးတော့မမင်းနဲ့ဘာမျိုးမှတော့မဟုတ်ဘူးဝယ်မယ်ဆိုရင်ဒီနီးနာပတ်ဝန်းကျင်အမွေးတောင်မရသေးအောင်ဟုတ်လားတချို့တော့ကြက်သမားတွေနော်ကြက်တကောင်နှုတ်ပြီးကျွတ်သွားတယ်အဲ့တော့တကယ်ပဲမသိရလားတိရက်နဲ့ပဲကြက်ကိုလှစ်လူရှူလိုက်တာလားအဲ့တော့ကြက်တကောင်နှုတ်ပြီးကျွတ်သွားတယ်ဒီနှုတ်ပြီးအခွန်လေးကတိန်ထားရတယ်ကွာနော်မတိန်ထားလို့ရှိရင်ဘာဖြစ်တော့ဆိုတော့ဒီနှုတ်ပြီးအခွန်လေးကိုမတိန်ထားတဲ့မှာမင်းကအကျွတ်တိုင်းကိုကြက်ကိုလွတ်ထားလိုက်လွတ်ထားရတော့ तू ကဗျာနှုတ်ပြီးရှိရဒီမှာအစာကွက်အစာရှိရအစာရှိတော့နှုတ်ပြီးကဒါအပေါ်နှုတ်ပြီးဒါအောက်နှုတ်ပြီးအပေါ်နှုတ်ပြီးကကျွတ်သွားပြီဆိုတော့မဲနှုတ်ပြီးကတလူကုတ်ပြီးစားကုတ်ပြီးစားတော့ဆိုတဖြည်းဖြည်းနဲ့ဒီထိတ်ဒီတိုးကိုဒီနှုတ်ကတော်တော်ရှည်ဖို့တော်တော်ကြာစောင်းအဲ့တော့မင်းတို့ဒီခါကျရင်နှုတ်တီးတွေပါကျွတ်လို့ရှိရင်တချို့ကျနှုတ်တီးတူကမှဥပဒေတော့ကျွန်တော်ကြက်နှုတ်တီးပြန်ထွက်လောက်ပါအောင်မလားမဟုတ်ဘူးအဲ့တော့မင်းတို့စကျွတ်တယ်ဟာနှုတ်တီးအခွန်လေးကိုတိန်ထားနော်မဒါမှမဟုတ်ဒီနှုတ်သီးခွန်လေးကဥတော်မရှိတော့ဘူးဒါပေမဲ့နှုတ်သီးခွန်လေးကမကောင်းတော့ဘူးဆိုရင်လေဥပမာဒေးချင်းထဲမှာရှိတဲ့ကြက်တွေရှိတယ်ကြက်ကောင်းတွေမှာဖြတ်ပြီးတော့နှုတ်သီးခွန်ကောင်းတာလေးကိုဥပမာဒါနှုတ်သီးခွန်ပေါ့ကောင်းတာလေးဆိုရင်ပရိယာလေးနဲ့ဒီတစ်ချက်ထစ်ဒီဘက်တစ်ချက်ထစ်ဒီဘက်တစ်ချက်ထစ်ဒီဘက်တစ်ချက်ရှစ်နော်၄ချက်လောက်ထစ်လိုက်တစ်ဖက်ကို2ချက်နှစ်ဖက်ဆို4ချက်လောက်ထစ်ပြီးအချီတူမြောင်းဝင်လို့ရအောင်နှုတ်သီးအပေါ်ပါလေးကိုရှီလိုက်ရှီပြီးတော့မောက်တိုင်လေးကိုချိတ်ဆွဲပြီးရှီထားလိုက်ရှီထားပြီးတော့အစာကွက်ပျော့လေးအဝတ်ပါတဲ့အစာခွက်လေးထဲမှာဒီကြက်ကိုချလာလိုက်ဒီလိုထည့်ကျွေးထားလိုက်လို့ရှိရင်10ရက်လောက်နေလို့ရှိရင်ဘာဖြစ်သွားမလဲ10ရက်လောက်နေအထဲထဲကအနှုတ်ကြီးကရှောက်လာရင်ငကူပဂရိတိုင်းလေးအရှိလေးပြန်ထွက်တယ်နော်အဲ့တော့တချို့ကအဲ့ဒါယူထပ်မလုပ်ဘူးဒီလိုဟာမျိုးနှုတ်ပြီးခွန်မတွေ့ရပဲဖြစ်ဖြစ်ဒီတိုင်းပဲဥပိ္ပခပြူလွတ်ထားပဲထွေးနဲ့နှုတ်တွေကတိုးကုန်နော်အဲ့တော့နှုတ်ပြီးခွန်ကြည့်လို့ရှိရင်အဲ့တိုင်းလေးလောက်ခလာနော်ဒါဆိုရင်ပဂရိတိုင်းနှုတ်အရင်နှုတ်တိုင်းပဲပြတ်ဖြစ်လိမ့်မယ်ဟုတ်လားငါကြက်ဝိုင်းသွားလို့ရှိရင်ဗမာပွဲလေးပဲတွေ့ယူရီးယားပွဲလေးပဲတွေ့ထူးဆန်းလို့ရှိရင်ထူးဆန်းတဲ့အရာလေးတွေအဲ့ဒီမှာဖြစ်ပြနေတဲ့ခုတ်ပေါက်လေးတွေဖြစ်ပြနေတဲ့စိတ်ဓာတ်လေးတွေဖြစ်ပြသွားတဲ့အရာလေးတွေဒါလေးတွေကိုဥတော့နော်ဟိုကြက်သမားငယ်တွေရောကြက်သမားကြီးတွေရောဒါစိတ်ဝင်စားရင်နားထောင်လို့ရအောင်ဆိုပြီးတော့ဒါဘဟုတုတအတွေ့အကြုံလေးတွေဒါဝိုင်းမှာဖြစ်သွားတဲ့အဖြစ်ပြလေးတွေမကြာခဏတင်ပြီအဲ့တော့ဗမာဝိုင်းကိုလည်းတင်ပြတယ်ယူရီးယားဝိုင်းကိုလည်းတင်ပြတယ်အဲ့ဒီခါကျတော့ယူရီးယားဝိုင်းကိုတင်ပြတဲ့ခါကျလို့ရှိရင်ယူရီးယားကျောင်းတဲ့လူတွေယူရီးယားကြိုင်တဲ့လူတွေကစိတ်ဆိုးတယ်ခုနဗမာဝိုင်းကိုတင်ပြရင်ဗမာသမားစိတ်မဆိုးအတုယူတယ်အတုခိုးကြတယ်ဒါအောင်ဒီလူစီးဘူးပဲဒီလူလေးလာမယ်ဒါမျိုးမဖြစ်တင်ဘူးလို့သူပြောနေတယ်ဒါမျိုးပြင်ဆင်ရမယ်လို့တွေးခေါ်လောက်ကြအဲ့တော့ဟိုယူရီးယားနဲ့ပတ်သက်ပြီးကြိုင်တဲ့ကလေးတွေကလည်းဥတော်အပြစ်မမြင်ကြနဲ့ဥတော်အဖြစ်ပြက်ကိုဗမာပွဲပြပြယူရီးယားပွဲဖြစ်တင်ပြမနေ့ကယူနှစ်ကောင်တိုက်တော့တကောင်ကပြီးထားလူပြီးကနေမှပြီးမှသိရအဲ့တော့နှစ်ကောင်တိုက်ရတဲ့အချိန်မှာယူတကောင်ကငုတ်ပါတကောင်ကရှီသလုံးပြောင်းအရက်မြင့်လာတယ်နော်ခုံမြင့်လာအဲ့တော့တိုက်ရတော့ဒီခုံမြင့်တဲ့ဘက်ကကြက်ပြီးဖြစ်နေယူအပြီးဖြစ်အဲ့တော့ခုံမြင့်တဲ့ဘက်ကနေနဲ့စိုက်60လောင်းလိုက်တယ်6တွဲလောင်းလိုက်လောင်းလိုက်ပြီးတော့ဇက်စုအဲ့ဒီဥလောင်းထားတဲ့ကြက်ကယူကအတောင်ရောစောင်းတန်ဝါ
တန်းနဲ့တန်းရော200 300ပေါက်နေဟိုဘက်က300ပြန်ပေါက်တာငါလည်းလိုက်ပေးတာပေးလို့မရလုံးပေးလို့မရတော့သွားပြီဗောဒီ6သိန်းပေးတော့ပေးလိုက်တော့အဲ့နဲ့စီးထောက်သွားစီးလက်ထောက်သွားကောက်ခုပြီးတော့ဒီဘက်ယူကခုနပြီးမဲ့ယူသွားခုံဟိုကလန့်ခေါ့ထိတ်သွားခုံဒီဘက်ကကြက်ကတဲ့လို့မရတော့မနေ့ကဦးရီနာလို့ကြီးရအဲ့တော့ယူဆိုတာနော်ယူဆိုတာယူပေါ့ကွာနော်အဲ့တော့မနေ့ကယူတော့ဦးတော်ကကျေးဇူးတင်ရမလို့ဖြစ်သွားပြီဟုတ်လားနော်ဦးတော်မနေ့ကရှုံးမဲ့ပဲနဲ့ရှုံးမဲ့ပတ်စံကိုအနိုင်ပေါ်ခဲ့တယ်ဟုတ်လားနော်အဲ့တော့ဒီယူတော့ဦးတော်ကျေးဇူးတင်ရမယ်ပုံပေါ်သွားပြီဟုတ်လားငါကြက်ဝိုင်းသွားလို့ရှိရင်ဗမာပွဲလေးပဲတွေ့ယူရီးယားပွဲလေးပဲတွေ့ထူးဆန်းလို့ရှိရင်ထူးဆန်းတဲ့အရာလေးတွေအဲ့ဒီမှာဖြစ်ပြနေတဲ့ခုတ်ပေါက်လေးတွေဖြစ်ပြနေတဲ့စိတ်ဓာတ်လေးတွေဖြစ်ပြသွားတဲ့အရာလေးတွေဒါလေးတွေကိုဦးတော်ကနော်ဟိုစက်သမားငယ်တွေရောစက်သမားကြီးတွေရောဒါစိတ်ဝင်စားရင်နားထောင်လို့ရအောင်ဆိုပြီးတော့ဒါဘဟုတုတအတွေ့အကြုံလေးတွေဒါဝိုင်းမှာဖြစ်သွားတဲ့အဖြစ်ပြလေးတွေမကြာခဏတင်ပြီအဲ့တော့ဗမာဝိုင်းကိုလည်းတင်ပြတယ်ယူရီးယားဝိုင်းကိုလည်းတင်ပြတယ်အဲ့ဒီခါကျတော့ယူရီးယားဝိုင်းကိုတင်ပြတဲ့ခါကျလို့ရှိရင်ယူရီးယားကျောင်းတဲ့လူတွေယူရီးယားကင်တဲ့လူတွေကစိတ်ဆိုးတယ်ခုနဗမာဝိုင်းကိုတင်ပြရင်ဗမာဓမ္မကစိတ်မဆိုးအတုယူတယ်အတုခိုးကြတယ်ဒါအောင်ဒီလိုစီးဘူးပဲဒီလိုလေးလာမယ်ဒါမျိုးမဖြစ်တင်ဘူးလို့သူပြောနေတယ်ဒါမျိုးပြင်ဆင်ရမယ်လို့တွေးခေါ်လောက်ကြအဲ့တော့ဟိုယူရီးယားနဲ့ပတ်သက်ပြီးကင်တဲ့ကလေးတွေကလည်းဦးဆောင်အပြစ်မမြင်ကြနဲ့ဦးဆောင်အဖြစ်ပြက်ကိုဗမာပွဲဖြစ်ဖြစ်ယူရီးယားပွဲဖြစ်ဖြစ်တင်ပြမနေ့ကယူနှစ်ကောင်တိုက်ယူနှစ်ကောင်တိုက်တော့တကောင်ကပြီးထားလူပြီးကနေမှပြီးမှသိရအဲ့တော့နှစ်ကောင်တိုက်ရတဲ့အချိန်မှာယူတကောင်ကငုတ်ပါတယ်တကောင်ကရှီသလုံးပြောင်းအရက်မြင့်လာတယ်နော်ခုံမြင့်လာအဲ့တော့တိုက်ရတော့ဒီခုံမြင့်တဲ့ဘက်ကကြက်ပြီးဖြစ်နေယူအပြီးဖြစ်အဲ့တော့ခုံမြင့်တဲ့ဘက်ကနေနဲ့စာကြီး60လောင်းလိုက်တယ်6တွဲလောင်းလိုက်လောင်းလိုက်ပြီးတော့ဇက်စုအဲ့ဒီဥလောင်းထားတဲ့ကြက်ကယူကအတောင်ရောစောင်းတန်ဝါတန်းနဲ့တန်းရော200 300ပေါက်နေဟိုဘက်က300ပြန်ပေါက်ငါလည်းလိုက်ပေးတာပေးလို့မရလုံးပေးလို့မရတော့သွားပြီဗောဒီ6သိန်းပေးတော့ပေးလိုက်တော့အဲ့နဲ့စီးထောက်သွားစီးလက်ထောက်သွားကောက်ခုပြီးတော့ဒီဘက်ယူကခုနပြီးမဲ့ယူသွားခုံဟိုကလန့်ခေါ့ထိတ်သွားခုံဒီဘက်ကကြက်ကတဲ့လို့မရတော့မနေ့ကဦးရီနာလို့ကြီးရအဲ့တော့ယူဆိုတာနော်ယူဆိုတာယူပေါ့ကွာနော်အဲ့တော့မနေ့ကယူတော့ဦးတော်ကကျေးဇူးတင်ရမလို့ဖြစ်သွားပြီဟုတ်လားနော်ဦးတော်မနေ့ကရှုံးမဲ့ပဲနဲ့ရှုံးမဲ့ပတ်စံကိုအနိုင်ပေါ်ခဲ့တယ်ဟုတ်လားနော်အဲ့တော့ဒီယူတော့ဦးတော်ကျေးဇူးတင်ရမယ်ပုံပေါ်သွားပြီဟုတ်လား